မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့သတင်းစုံ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထိုင်ဝမ်တနိုင်ငံလုံးကိုတုံလုတ်ခြောက်ခြားစေခဲ့ပြီးအမျိုးသမီးထိုးရဲ့အခွင့်အရေးတွေအတွက်မီးမောင်းထိုးပြခဲ့တဲ့ဖိယက်မန်ဇလန်တပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်အခုတင်ဆက်ပေးမယ့်ဗီဒီယိုကိုမကြည့်ရှုခင်မှာပရိသတ်တို့အတွက်ကြိုတင်အသိပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ဒီဗီဒီယိုထဲမှာတင်ဆက်ထားတဲ့အမှုအကြောင်းအရာဟာစိတ်မချမ်းမြေ့စရာကောင်းတဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှု sexual abuse နဲ့ကိုအဆုံးစီရင်မှုစူးစိုက်စားတဲ့အကြောင်းအရာတွေပါဝင်နေပါတယ်။ဒါကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်သူတွေအနေနဲ့ကြိုတင်တတိပြုပြီးဖို့မေတ္တာရပ်ခံချင်ပါတယ်။အထူးသဖြင့်အသက်18နှစ်အောက်ကလေးငယ်တွေနဲ့လူငယ်တွေအနေနဲ့ဒီဗီဒီယိုကိုကြည့်ရှုမယ်ဆိုရင်မိဘအုပ်ထင်းသူတွေဒါမှမဟုတ်လူကြီးမိဘတွေနဲ့အတူတူကြည့်ရှုဖို့အကြံပြုလိုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုခက်ခဲနဲ့တဲ့အကြောင်းအရာတွေကိုကြည့်ပြီးတဲ့အခါမှာမိဘတွေနဲ့အမြင်ချင်းဖလှယ်ဆွေးနွေးတာမှန်ကန်တဲ့လမ်းညွှန်ချက်တွေကိုရယူတာကပို့ပြီးတော့အကျိုးရှိစေမှာဖြစ်လိုပါတယ်ကျွန်တော်တို့အနေနဲ့ဒီဗီဒီယိုကိုတင်ဆက်ရခြင်းဟာဖိယက်မန်တွေကိုသင်ခန်းစာယူနိုင်ဖို့ရည်ရွယ်လာဖြစ်တဲ့အတွက်အားလုံးပဲစာနာနားလည်မှုရှိနဲ့ကြည့်ရှုပေးကြဖို့မျှော်လင့်ပါတယ်အခုဗီဒီယိုလေးကိုစတင်လိုက်ရအောင်ပါ2019ခုနှစ်မှာထိုင်ဝမ်ရဲ့ရောင်အားအကောင်းဆုံးဇာတ်ရင်းမှာထိတ်ဆုံးကရက်တီးခဲ့တဲ့ဖန်စီချီရဲ့ပထမဆုံးချစ်နေပန်ပုံဆိုတဲ့စာအုပ်ကိုအားလုံးကြားဖို့ကြားမှာပါဒါပေမဲ့ဒီစာအုပ်ထွက်ပြီး2လအကြာမှာပဲစာရေးဆရာမကိုယ်တိုင်အဆုံးစီရင်ထွားခဲ့တယ်ဆိုတဲ့နောက်ွယ်ကကြေကွဲစရာအကြောင်းရင်းကိုတော့သိသိပါလားစာရေးဆရာမလင်းကြီးဟန်ဟာယိုဂီရဲ့တော့ပညာတော့မိဘအတိုင်းအဝိုင်းပါပြေဆုံးလို့နဲ့မိန်းကလေးတယောက်ပါဒါပေမဲ့အကင်ပန်းမှာတောက်ပတ်နေတဲ့ဒူမရဲ့ဘဝဟာအသက်16နှစ်အရွယ်ကတည်းကစိတ်ကျမ်းမာရေးစေယုံနဲ့မကင်းခဲ့ရရှာပါဘူးဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကတော့ဒူမရဲ့စာအုပ်ထဲမှာဖုံးကွယ်ပြီးရေးထားခဲ့ပါတယ်စာအုပ်ထဲမှာတော့အသက်73နှစ်အရွယ်မိန်းကလေးငယ်တဦးကိုကျူးရှင်ဆရာကလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့တဲ့အကြောင်းကိုယဉ်နှင်းဆရာဖော်ပြထားပါတယ်။အဆိုးဆုံးကတော့အဲ့ဒီကလေးမလေးဟာဒီတန်းရကိုမခံစားနိုင်လို့ဒါဟာအချစ်နိဗ္ဗာန်တစ်ခုပဲလို့သူစိတ်သူလွှဲစားပြီးရှင်းတန်းခဲ့ရတာပါ။လင်းရီဟန်ကွယ်လွန်သွားပြီးနောက်မှာတော့ဒါဟာသူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်တွေဖြစ်တယ်ဆိုတာကိုမိဘတွေကဖွင့်ဟော်ခဲ့ပါတယ်။သူမဒီစာအုပ်ကိုရေးခဲ့တဲ့တခုတည်းသောရည်ရွယ်ချက်ကတော့ကဘာပေါ်မှာဖန်စီချီလို့ကလေးငယ်တွေနောက်ထပ်ထွန်ပေါ်မလာစေဖို့ပါပဲဒီဖြစ်အကြောင်းထိုင်ဝမ်မှာမီးတူးလှုပ်ရှားမှုတွေအားကောင်းလာပြီးကျူးလွန်သူကျူးရှင်းဆရာကိုဖော်ထုတ်နိုင်ခဲ့ပေမဲ့ဥပဒေကြောင့်ရအရေးယူဖို့အခက်အခဲတွေရှိခဲ့ပါတယ်ဒါပေမဲ့လင်းရီဟန်ရဲ့ပိတ်ဆက်မှုဟာအလားဟတ်မဖြစ်ခဲ့ပါဘူးထိုင်ဝမ်ရဲ့ဥပဒေတွေကိုပြောင်းလဲဖြစ်နိုင်ခဲ့တယ်လို့ကျူးရှင်းဆရာတွေအမီရင်းနဲ့မှတ်မှုတင်းရတဲ့စီးမြင်းတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်လင်းရီဟန်ဟာအသက်26နှစ်မှာပဲလောကကြီးကိုနှုတ်ဆက်သွားခဲ့ပြီးမြဲသူမချမ်းသာခဲ့တဲ့သတင်းစကားကတော့လူမှုအတိုင်းဝိုင်းတွေသင်ခန်းစာတွေအများကြီးပေးသွားခဲ့ပါတယ်မိတ်ဆွေတို့ကဒီလိုဖြစ်ရမျိုးနောက်ထပ်မဖြစ်လာအောင်ကျွန်တော်တို့လူအဖွဲ့အစည်းမှာဘာတွေပြောင်းလဲဖို့လိုအပ်တယ်လို့ထင်ပါသလားစိတ်ဝင်စားစရာအမြင်တွေကို comment မှာဆွေးနွေးပေးကြပါအောင်အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်လည်းဘဝတုတ္တရစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမလို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ